တခြားနားထောင်နော်ကောင်းတာလုပ်တော့မယ်ဆိုလို့ရှိရင်မထားတဲ့နဲ့မရှိတဲ့နဲ့စိတ်သဘောထားကိုအရင်မြတ်စွာဘုရားပြောတယ်ဘိက္ခဝေယဟန်တော်တို့ဣဒံဗြဟ္မစရိယံဤကောင်းတဲ့အလုပ်ကိုဝါမြတ်သောဤအကျင့်ကိုဇနကုဟနထံလူအပေါင်းတို့အံ့ဩစေခြင်းအလို့ငါနာဟုတ်တတိမကျင့်သုံးအပ်ကောင်းတာလုပ်တော့မယ်ဆိုရင်လူတွေငါကောင်းတာလုပ်နေတာပဲလို့သူတို့စိတ်ထဲမှာအံ့ဩတဲ့စိတ်ကလေးတွေဖြစ်သွားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကောင်းတာမလုပ်ရဘူးတဲ့နော်ဇနလက်ပနထံလူပြောများဖို့အတွက်လည်းပဲနာဟုတ်တတိမကျင့်သုံးအပ်ကိုဒီလိုလုပ်နေတာတွေကိုလူတွေပြောဆိုနေစေခြင်းနဲ့စိတ်ကလေးတွေဘုံဘုံတို့မှာရှိတတ်တယ်ဟုတ်လားဒါကြောင့်လူတွေကကိုယ့်အကြောင်းကိုပြောကြဖို့အတွက်ဒီကောင်းတဲ့အလုပ်ကိုအဲ့ဒီရည်ရွယ်ချက်နဲ့မလုပ်ရဘူးတဲ့နလာဘတက္ကာရတိလောကနိတံတတ္ထလက်လာဘတွေရဖို့သူများရဲ့ယုံတည်မှုလေးစားမှုပူဇော်မှုကိုရဖို့နာမည်ကြီးဖို့လာဘတက္ကာရတိလောကလာဘဆိုတာလက်ပေါ့နော်ပို့ပြီးတော့ကျေပြတ်တဲ့ဟောရတာနဲ့ပြောရရင်ပိုက်ဆံပေါ့လက်ပူဇော်တက္ကာရတွေရဖို့တက္ကာရဆိုတာအမျက်တနိုးနဲ့ကိုယ့်ကိုလေးလေးစားစားတန်ဖိုးထားပြီးတော့ယူသေးဆက်ဆံကြတာတန်ဖိုးထားပြီးတော့လေးလေးစားစားဆက်ဆံကြတာဒါတက္ကာရတိလောကဆိုတာကြတော့ဘာလို့နာမည်ကြီးတာနော်ကြော်ကြားတာထင်ရှားတာအဲ့လိုမျိုးလက်ပူဇော်တက္ကာရနာမည်ကြီးမှုထင်ရှားမှုအတွက်ဒီကောင်းတဲ့အလုပ်ကိုမလုပ်ရနော်နာဣတိဝါရပမောက္ခန္တိတံတတ္ထဒါလေးကြတော့ပိုးကျေပြန့်သွားသူများကိုနှိပ်ကွနိုင်ခြင်းလို့သူများကိုယ်ကဲ့ရတဲ့အခါမှာအကဲ့ရဲ့မခံရဖို့အကာအကွယ်ဖြစ်ဖို့ဒီလိုသဘောထားမျိုးနဲ့လည်းပဲမြတ်သောကျင့်ကိုမကျင့်ရဘူး။တရားတော်တချို့ကောင်းတဲ့အလုပ်တွေကိုလုပ်တယ်။ဒီကောင်းတဲ့အလုပ်ကိုပဲအကြောင်းပြုပြီးတော့သူများရဲ့အပေါ်ကနေနေခြင်းနဲ့ငါမင်းတို့တဲ့တာတယ်ဆိုတာကိုပြခြင်းအဲ့ဒီစိတ်မျိုးနဲ့ကောင်းတဲ့အလုပ်ကိုမလုပ်ရဘူး။ဟုတ်လား။တချို့ကြတော့လည်းပဲဒီမြတ်သောကျင့်ကိုကျင့်တယ်ကောင်းတဲ့အလုပ်တွေကိုလုပ်တယ်တရားတွေကျင့်ကြတယ်။ဘယ်လိုစိတ်ထားနဲ့လုပ်တာတုံးဆိုရင်သူများပြောလာလို့ရှိရင်ကိုကတော့တိထားဖို့တော့လိုတယ်အဲ့တော့ကိုကမခံရအောင်ကာကွယ်ပစ္စည်းတစ်ခုအနေနဲ့သူများရဲ့နှိပ်ကွက်တာကဲ့ရတာသူများအနိုင်ယူတာကိုမခံလိုတဲ့အတွက်ကြောင့်ငါလည်းဒါသိပါတယ်မင်းတို့ငါ့ကိုလာပြောစရာမလိုဘူးဆိုတဲ့သဘောမျိုးနဲ့ဟုတ်လားအခြေခံကအဲ့လိုသူများကိုနှိပ်ကွက်လိုတဲ့စိတ်ကိုယ့်ကိုနှိပ်ကွက်တာကိုမခံရဖို့ဆိုတဲ့စိတ်နဲ့မြတ်သောကျင့်ကိုမကျင့်သုံးရဘူးတဲ့အတိအကျဟောတာနော်မြတ်စွာဘုရားနောက်တစ်ပါးငါဘာပြောတော့ဆိုတော့နာဣတိမံဇနောဇာနာတုတိမန်ငါကိုဣတိဤတို့ဒီလိုကောင်းတဲ့အလုပ်တွေလုပ်နေတယ်လို့ဇနောလူအပေါင်းတို့သည်ဇာနာတုသိပါစေတည်းဣတိဤတို့စိတ်ထားဖြင့်နာဥတ္တိဒီကောင်းတဲ့လုပ်တွေကိုမလုပ်အောင်မြတ်သောကျင့်ကိုမကျင့်ရဘူးငါးချက်ပြောရနော်ကောင်းတဲ့လုပ်တွေကိုလုပ်ကြတော့မယ်အထူးသဖြင့်မြတ်သောကျင့်ကိုကျင့်ကြတော့မယ်နော်တကယ်အကောင်းဆုံးလုပ်ပေါ်လေမြတ်သောကျင့်ဆိုတာတော့ဥပဒနာတရားသတိပဋ္ဌာန်တရားမဂ္ဂင်၈ပါးဒီအကျင့်တွေကိုကျင့်ကြတဲ့အခါမှာအထူးသဖြင့်ဒီသဘောထားတွေမရှိရဘူးတဲ့ဇနကုဟနထံလူတွေအံ့ဩဖို့အတွက်နာဥဒတိမကျင့်သုံးရဇနလက်ပနထံလူတွေကကိုယ်အကြောင်းပြောဆိုနေစေဖို့အတွက်နာဥဒတိမကျင့်သုံးရနာလာဘတက္ကာရနိတံလာဘတက္ကာရနိတံတာတန်တထံနောက်လက်ပူဇော်တက္ကာရအချမ်းရံကြော်စောဒါအတွက်လည်းပဲမလုပ်ရနာဣတိဝါရပမောက္ခနိတံတတ္ထံသူများကိုနှိပ်ကွနိုင်ဖို့ကိုယ်ကိုသူများကမနှိပ်ကွဖို့အကာအကွယ်တစ်ခုအနေနဲ့လည်းမလုပ်ရဘူးနာဣတိမံဇနောဇာနာတုတိငါဒီလိုလုပ်နေတယ်ဆိုတာကိုလူတွေသိပါစေဆိုတဲ့စိတ်နဲ့မလုပ်ရဘူးတဲ့မထားတဲ့စိတ်ထားတွေကိုရင်ပြောတာနော်တာမန်အဖြစ်ဘုံဘုံတို့ကဒီလိုဒေသနာမျိုးတွေကိုနော်မကြားမိဘူးမကြားဘူးဆိုလို့ရှိရင်များသောအားဖြင့်ဒီစိတ်လေးတွေကတစ်ခုမဟုတ်တစ်ခုမလိုလားအပ်တဲ့ဒီစိတ်ထားလေးတွေကရှိနေတတ်တယ်ပြောရရင်ဒီမရှိတဲ့နဲ့ဒီတဘာဝတရားလေးတွေကရှိနေတတ်တယ်ဒီစီးလေးတွေနဲ့ညှိနေတတ်တယ်ဟုတ်လားဘယ်နှချက်မြတ်စွာဘုရားပြောတော့၅ချက်ပြောတယ်နော်